အရေးပါတဲ့ယူပါလိအတွက်အရေးမပါတော့တဲ့ပရီးမီးယားလိကိုရှော့လိုက်တဲ့မန်ယူရေနွေးချန်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့မန်ယူအသင်းနဲ့ဘရန်ဘိုအသင်းတို့ရဲ့ပွဲစဉ်မှာမန်ယူနီးပြအမိုရီဟာအဓိကကစားသမားတွေကိုအနာပေးခဲ့ပါတယ်ဘရူနိုဟိုင်လန်ကက်စမီရိုစတဲ့ကစားသမားတွေကိုမတုံးပဲအိုဘီမာတင်ဟာရီအာမတ်ဖရက်ခရစ်စန်တို့လိုလူငယ်တွေနဲ့မေဆင်မောင်လူရှော့နဲ့ဒယ်လစ်တို့လိုဒဏ်ရာကနေပြန်လည်ကောင်းလာတဲ့ကစားသမားတွေကိုကစားစေခဲ့ပါတယ်ရလဒ်အနေနဲ့ကတော့ဘရန်ဘိုကို4-3 ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်ပွဲတဲ့အဖြစ်အပျက်တွေနဲ့ဂိုးတွေကတော့အလုံးတည်ပြီးသားမလို့ယူရိုပါလိကိုဘယ်လောက်အလေးထားလဲဆိုတာကိုပဲဆွေးနွေးရအောင်ပါတကယ်ကပထမအကျော်အကွေးခွင့်မှာ3ဂိုးအပြတ်အနိုင်ရခဲ့တဲ့ကအေးစိတ်သေးသားသလောက်ရှိနေတဲ့အနေထားမှာတော့လူချန်တာကိုကြည်ချင်းအပြင်နီးပြအမိုရင်ကိုတိုင်ကဒုတိယအကျော်မှာလုံးဝအမှားမခံလိုတာနဲ့သူ့အသင်းကိုအယမ်းမယုံတာကိုတွေ့ရမှာပါဒီဖလားကလည်းနောက်နှစ်ချန်ပီယံလိဝင်ခွင့်ကြောင့်အယမ်းကိုအရေးပါတဲ့ဖလားဖြစ်ပါတယ်အသင်းကိုပြန်လည်တည်ဆောက်ဖို့ဆိုရင်ကစားသမားကောင်းတွေလိုအပ်ပြီးဒီကစားသမားတွေကိုဆက်ဆံဖို့ကလည်းချန်ပီယံလိကစားရခြင်းမရခြင်းကအရင်အရေးပါပါတယ်။ရေနွေးချန်ပရိသတ်တို့အနေနဲ့ရောမန်ယူတို့ဒီယာတီယူရိုပါလိဖလားရနိုင်မရနိုင်ဆိုတာကိုဆွေးနွေးပြသပါအောင်နော်။